တာပဲခံမယ်အနာမခံဘူးဆိုတာတို့တို့ရွှေနန်းဒုက္ခလုံးဝမဟုတ်ဘူးတို့တို့ရွှေနန်းဒုက္ခမှာလေအဲ့လိုမျိုးပေါ့နော်တို့ဝစ်နိုင်အောင်ဝင်နိုင်အောင်လို့ရောင်းချပေးနေတာဖြစ်ပါတယ်15ပဲဒီမြေချက်ပြည့်ဆိုရင်လေတက်သိန်းမှ3000ဆိုတာကတော့တဲတို့ရေမဖို့ပဲဖို့အရှုံးလောက်နဲ့10သိန်းမှငွေ3000နဲ့ဝစ်နိုင်သွားမယ်ဟုတ်လားရွှေစစ်ကိုဝေးရတယ်15ပဲအပြည့်ကိုလည်းဝေးရတယ်စိတ်နေဆိုရင်လည်းဒီတိုင်းပဲသူက6လပြည့်တာနဲ့လုံးဝမရှုံး6လအတွင်းပြန်ရောင်းမှတက်သိန်းမှ3000လဲမယ်ဆိုဘယ်နှကြိမ်လဲဘယ်နှခါလဲထပ်ပြီးတော့10သိန်းနဲ့သိန်း20သိန်း30လဲမယ်ဆိုလေတပြားမှမရော့တဲ့အပြင်ပြန်ရောင်းမှတက်သိန်းမှာ3000ပဲရော့မယ်နောက်တစ်ခုက तू ကရောင်းလဲနှစ်အလိုက်အမျက်တွေထာဝရစင်ထက်ဆင်ဇာဘွားရရှိသွားမှာဆိုတဲ့အကြောင်းလေးကိုပြောပြတာပါဒါကစိန် white ကိုဆိုရင်လည်းဒီတိုင်းပဲဒါဆို yellow color ဒါဆိုရင် white color သွား white ကိုရွှေပေါင်မှု85%ရှိ AU 750 Italy 80k စစ်သူက fancy ပစ္စည်းတောင်တော့တဲတို့ပြန်ရောင်းရင်ပတ်စံပြန်မရဘူးဒါလေးတွေဆိုရင်သူကရွှေကိုမ fashion ကြနဲ့ဝစ်ချင်တယ်အရင်တော့လို့15% 20% ရှုံးတဲ့ခေတ်ကုန်သွားပြီတက်သိန်းမှာသူက3000ပဲရောတော့မှာ10သိန်းတန်မှာငွေ3000 white ကိုတွေကိုနော်အရန်ကိုမိုက်တော့အဲ့တော့တို့ရဲ့ target လေးရတော့ပေါ့နော်ရှိတာလေးတွေနဲ့ဝတ်စေခြင်းနဲ့ဝတ်နိုင်အောင်လဲရောင်းချပေးတာပါအခုခေတ်မှာ300%ဆိုတာကတင်းလုံးတို့အတိဆုံးဘလို့နေမဖို့ပဲဖို့အရှုံးလေးပဲရှိပါတယ်เนาะဒါလေးကတော့အဓိကတို့ကဝတ်စေခြင်းနဲ့ဝတ်နိုင်အောင်လဲစူးစမ်းပြီးတော့ကိုယ်သေးတွေကိုအကုန်လုံးကိုဒန်းတူညီတူလူတိုင်းဝတ်နိုင်ရမယ်ဒီစိတ်နဲ့တို့ဆက်လက်ပြီးတော့အများကြီးရွှေနန်းဒုက္ခရဲ့ရန်ကုန်မလေးပြူးလင်းစိုင်နေတဲ့အတူတို့စူးစမ်းသွားမယ်ဆိုတဲ့အကြောင်းလေးပြောပေးတာပါဟဲဒီမှာရွှေပိုင်ကျိုးသူကလေပုံမှန်ကတော့တို့အများကြီးပြောစရာမလိုတော့ထင်ပါเนาะယင်းနီးပြီးသားပါကိုတဲဒီ28သိန်းနဲ့5400ရွှေပိုင်ဟိုမှာဖတ်တုတ်အသေးလေးထွက်လာပါပြီရှင်ယူထားပါကုန်တာရဲမြန်ပါတယ်နောက်ပြီးတော့ချစ်လေးကြိုက်တဲ့ကိုတဲဒီလုံးဝကြွားတာမကြိုက်ဘူးပေါ့เนาะမမတွေကချစ်လေးကိုရှိရအောင်သူများသိဖို့မလိုဘူးရှိဖို့ပဲလိုတယ်ဆိုတော့ကိုတဲဒီဒါလေးကကြတော့ဆက်ကြိုးအချစ်လေးเนาะချစ်လေးဟိုမှာ16သိန်းနဲ့မှာ5400ပဲကြားတင်မှာဖြစ်ပါတယ်ရှင်10ဝန်းကျင်လောက်กว่าပါတယ်ဒါကလေပေါ်လေးပေါ့เนาะ18 19 20လက်မ20တီရှိပါတယ်အဲ့တော့လေဒီကြိုက်တာပြောတို့လက်မှာကင်ပြထားတဲ့လက်စုပ်ကိုအဲ့လိုမျိုးပုံအစမ်းအလန်းတွေရောကျိုးအစမ်းအလန်းတွေရောစဝရရတတနဲ့ဝစ်ချင်တယ်ပတိန်လက်ခတွေလည်းအများကြီးမပေးချင်ဘူးရွှေဈေးဘလောက်တက်တဲ့ပြန်ရောင်းတိုင်းရှုံးနေတယ်ဆိုတာအဓိက main ဟာရွှေချင်းအရှိအပြင်ကိုထပ်ပေါင်းပေးရတယ်အရော့အတွက်ပတိန်လက်ခအဓိကဖြစ်ပါတို့စီမှာတော့စဝရရတတယ်เนาะဒါကိုပြောချင်တာကိုတဲ့ဒီဒီဇိုင်းလေးဆိုတော်မိုက်တယ်အနီးကကြည့်ပေးပါအောင်ရှင်အဲ့တော့နီးစရာဆိုင်နေရန်ကုန်မန်းလေးပြူးလင်ပဲခူးဆိုင်နေအကုန်လုံးမှာရှိတယ်ကဲဟန်ချင်းဆန်လန်းလေးကြိုက်တဲ့ကိုသိန်းလုံးတွေအတွက်ပါ24သိန်းထဲမှာ6000အတိနဲ့ယူပါရှင်ဒါလေးကကြတော့19သိန်းဟုတ်ဘူး15သိန်းထဲမှာ3000ဖြစ်ပါတယ်ရှင်အေး3000ပေးလိုက်ပြီညီတို့ကလည်းကြောက်ကုန်ကဲအဲ့တော့အဓိကတို့စီမှာဘာတက်တာလဲဆိုဒီဟန်ချင်းတစ်ခုကို4သိန်းနဲ့5သိန်းချမှာတက်တာတယ်ဗဒိန်လက်ခပဲယူထားတယ်စဝယ်တွေကကိုကအကြောင်းမျိုးကြောင့်ငွေလေးလိုပြန်ထုတ်မယ်ဆို10သိန်းမှငွေ3000ပဲရောတယ်ဟိုးမဖို့ပဲဖို့ရှုံးလောင်းနဲ့ဝစ်နိုင်ပြီဝစ်နိုင်အောင်ရောင်းချပေးနေတာဖြစ်ပါတယ်ရှင်အဓိကကိုတဲတွေကိုစဝယ်တွေကလည်းတက်တာတယ်နောက်ပိုင်းအယောင်းလဲလုပ်တဲ့ခါမှာလဲ10သိန်းမှ2000ပြန်လေနော်နောက်တစ်ခုကဒါကရွှေဈေးကကျသွားခဲ့ရင်လဲတို့ကကျဈေးနဲ့ပြန်မကောက်ပေးဘူးနော်ကိုတဲတွေကိုနော်သူ့ရဲ့ဘောင်းချပါဈေးပေါ်မှာပဲပါစနိတ်ပဲရော့တယ်ကြာဈေးနဲ့ပြန်ကောက်ပြီးပါစနိတ်နှုတ်တာမရှိဘူးရွှေနန်းဒုက္ခသမိုင်းမှာဒါဟုတ်သေးချာလာပြောပြတာဘာလို့လဲဆိုစရောင်းနေရလဲတို့ကထိုက်တဲ့အကျိုးမြတ်တစ်ခုကရထားပြီးသားနော်အဲ့တော့အတာပဲခံမယ်အနာမခံဘူးဆိုတာတို့ရွှေနန်းဒုက္ခလုံးဝမဟုတ်ဘူးအဲ့တော့အစဉ်ပြေဆုံးဖြစ်အောင်လုပ်ပေးထားပါတယ်အဲ့တော့ရွှေချင်းအရှိကိုကာလအဝယ်ပေါက်ဈေးနဲ့ရောင်းချင်လားရောင်းလို့ရတယ်ရွှေဈေးတက်လာရင်မျိုးမြတ်မှာအဲ့တော့မျက်စေခြင်းနဲ့ဟုတ်ပြီနော်